Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြပေးမယ့်ဟာလေးကတော့ဒါမိမိအိမ်မှာလူချင်းမင်းတို့ကိုယ်တိုင်စင်ဖို့အတွက်ပဲဖြစ်စေဒါမှမဟုတ်လည်းမိစီယာတွေခေါ်တဲ့ခါကျရင်အခက်အခဲတွေရှိလာတဲ့ခါကျရင်အခုလိုကိုယ့်ဘက်ကိုစင်တက်အောင်ဒီဟာလေးပြခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ပြပေးမယ့်ဟာလေးကတော့ဒီပစ္စည်းတွေဖြစ်ပါတယ်ဒီကောင်လေးတွေကတော့ကျွန်တော်တို့တော့1 guy 2 switch လို့ခေါ်တာပေါ့နော်1 guy မှာ cloud တစ်ခုပါမယ်ပြီးတော့ဒီမှာထိုးတဲ့ plug box က2ခုပေါ့နော်ဒီကောင်လည်းအဲ့တိုင်းပဲ cloud တစ်ခုပါမယ်ထိုးတဲ့ plug box က2ခုပေါ့နော်အဲ့တော့ဒီကောင်တွေကို connection ဘယ်လိုချိန်မလဲဆိုတာကျွန်တော်ပြပြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုပြပေးမယ့်ဟာလေးကဒီကောင်လေးတွေပေါ့နော်1 guy 2 switch ပေါ့နော်ဒီကောင်လေးက cloud တစ်ခုပါမယ်ဒီမှာထိုးလို့ရမယ် plug box က2ခုပါမယ်ပေါ့နော်ထိုးလို့ပေါင်းရမယ် plug box 2ခုပါမယ်ဒီကောင်တော့ဒါတစ်မျိုးပေါ့နော်တော့ဒီအထဲမှာသူ့ပုံစံနောက်ကလေးမှာဆိုရင်ဒီမှာ1 2 3 4 connection တွေ့ရမယ့်နေရာ4နေရာရှိရပေါ့ဗျာဒီကောင်လေးကြတော့လေတော့အဲ့လိုမျိုးပဲသူလည်းဒီမှာ cloud တစ်ခုပဲဒီမှာဟိုပါလေplug box က2ပေါက်ပါမယ်ပေါ့ဗျာနောက်က connection တွေ့ရမယ့်ဟာတော့ဒီမှာ2 4 6ခုပေါ့နော်ဒီကောင်6ခုပါမယ်ဒီကောင်4ခုပါမယ်ပေါ့နော်အဲ့တော့ဒီကောင်တွေဘယ်လိုတွေကိုယ်လဲဘယ်လိုတွေတွေ့ရမလဲဆိုတာကျွန်တော်ပြောပြပါမယ်အရင်ဆုံးဒီကောင်လေးကိုအရင်တွေ့ပြပါမယ်ဒီ1 guy 2 switch တွေကို connection ဆင်တဲ့ခါကျရင်အဓိကအဖြစ်တော့သူကနှစ်နေရာမှာသုံးကြတယ်ပေါ့နော်များသောအားဖြင့်တော့သူကဘယ်နေရာမှာသုံးလဲဆိုတော့ဒီ cloud ဖွင့်လိုက်ရင်ဒီ plug box ကောဒီ plug box ကောအဲ့နှစ်ခုလုံးသုံးကျင်တယ်ပေါ့နော်ဒီကောင်ဖွင့်လိုက်တာနဲ့ဒီနှစ်ခုလုံးမှာမီးရောင်နေပေါ့အဲ့လိုမျိုးသုံးလို့ရတယ်နောက်ထပ်တစ်နည်းကျတော့ဒီနှစ်ခုလုံးကအမြဲတမ်း auto မီးရောင်နေပေါ့နော်အမြဲတမ်းဒီမှာမီးလာနေမယ်ဒီ cloud တစ်ခုကကိုမီးလုံးတွေပါဖွင့်ရင်သုံးကျင်တယ်ပေါ့နော်အဲ့လိုချိန်ဒီမှာလေဒီကောင်သုံးတယ်ပေါ့နော်များသောအားဖြင့်တော့ခုနကကျွန်တော်ပြောသလိုပဲဒီ cloud ဖွင့်ရင်ဒီကောင်နှစ်ခုမီးလာအောင်လုပ်တယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်2မျိုးလုံးကျွန်တော်ဆင်းပြပါမယ်ဒီလုံးဒီကောင်မှာကြည့်မယ်ဆိုရင်ဒီမှာ line ရှိမယ်ဒီမှာ neutral ရှိမယ်ပေါ့နော်ပြီးတော့ဒီမှာ line 1ရှိမယ်ဒီမှာ common ရှိမယ်ပေါ့ဗျာအဲ့တော့ဒီဘယ်လိုဆင်းရမလဲဆိုတော့ခုနကျွန်တော်ပထမအဦးဆုံးပြထားတဲ့အတိုင်းပဲဒီကောင်နှစ်ခုကအမြဲတမ်းမီးဝင်နေမယ်ပေါ့နော်ဒီကောင်နှစ်ခုအမြဲတမ်းမီးဝင်နေမယ်ဆိုရင်ဒီကောင်ဒီမှာဒီ line နဲ့ဒီကောင်နဲ့ကို connection တွဲပြီး line ရပြီပေါ့နော်အဲ့တော့ရွေးရှင်းပါတယ်line နဲ့ neutral ကိုဒီလိုနှစ်ခုတွဲပေးလိုက်တော့မီး EPC ရလာတဲ့မီးကြိုးပေါ့ဗျာအဲ့လိုတိုက်ရိုက်တွဲပေးလိုက်မယ်ဆိုရင်ဒီကောင်ဒီနှစ်ခုကမီးဝင်နေတယ်နော်ဒီ cloud ကတက်အပူဖြစ်သွားမယ်ပေါ့အဲ့တော့ဒီ cloud ကိုအဖွင့်ပိတ်လုပ်ဖို့ပဲနဲ့မီးလုံးနဲ့သုံးနေတယ်ဆိုရင်ခုနတောင်လေးသုံးမှာပေါ့ဗျာတစ်ခါတည်းကျွန်တော် connection တွဲပြပါမယ်အဲ့တော့ဒီမှာမီးလုံးသုံးမယ်ဒီမှာဟိုသုံးမယ်ဆိုလေဒီမှာဂျမ်ပါလေးတော့တစ်ချက်ကူးပြရမယ်ပေါ့နော်အဲ့တော့ဂျမ်ပါလေးဘယ်လိုကူးမလဲဆိုတော့ကြည့်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ EPCR မီးကိုဒီမှာထိုးလိုက်ရင်ဒီမီးကတိုက်ရိုက်လာနေပေါ့ဗျာနမနာထိုးပြမယ်ဒါဆိုရင်ဒီမှာမီးတိုက်ရိုက်လာနေပြီပေါ့နော်ဒီမှာမီးတိုက်ရိုက်လာနေပြီဒီ cloud အဖွင့်ပိတ်နဲ့ဘာမှဆိုင်ဘူးဒီ cloud အဖွင့်ပိတ်ကဒီကောင်အလုံးမလုပ်ဘူးပေါ့ဗျာဒီ cloud အဖွင့်ပိတ်ကမီးလုံးသုံးကျင်နေဆိုတဲ့အနေထားမှာဒီလိုမျိုးသုံးတယ်ပေါ့နော်အဲ့တော့မီးလုံးသုံးမယ်ဆိုရင်ကျွန်တော်တို့ကျိုးစာပြီးတွဲပြီပေါ့နော်အဲ့တော့တစားကိုဒီဘက်ထဲမှာထည့်မယ်ဒါအထက်မှာကျိုးရှုပ်နေမှာဆိုလို့မြင်တောင်လေးပြပြကြပါနော်အမလေးဖြစ်သွားမှာပေါ့ဗျာဒီမီးလုံးရဲ့တစားကို EPC ကတစားနဲ့တိုက်ရိုက်တွဲထားမယ်နောက်တစားကိုကျတော့ဒီဘက်ကနေကွန်မိုချိတ်ထားတဲ့ဟာမှာတွဲလိုက်မယ်ပေါ့နော်အဲ့ကြရင်တော့ဒီလိုဖြစ်မှာပေါ့ဒါဆိုရင်ဒီမှာမီးအမြဲတမ်းလင်းနေမှာပေါ့ဗျာဒါကျွန်တော် clone မီးလို့ပေါ့ဒါဆိုရင်ဒီကောင်ကအမြဲတမ်းမီးလင်းနေမှာနော်မီးရှိနေမှာထိုးလိုက်တဲ့အချိန်ကျရင်ဒီကောင်အဖွင့်ပိတ်လုပ်လို့မရဘူးပေါ့နော်ဒီကောင်တော့မီးအမြဲတမ်းလင်းနေမယ်ဒီကောင်ကဒီဘက် clone ကဒါဟိုကမီးလုံးအတွက်သုံးတာပေါ့နော်အဲ့လိုမျိုးသုံးလို့ရတယ်ဒါပထမတစ်နည်းပေါ့နော်ဒုတိယတစ်နည်းပြပေးပါမယ်ဒုတိယတစ်နည်းကတော့ခုနဒီ cloud ကိုဒီကောင်အတွက်သုံးမှာပေါ့ဗျာအဲ့ဒါဒီ cloud ကဒီဘက်တစ်စားနဲ့ဒီဘက်တစ်စားကိုဒီမှာဂျမ်ပါလေးကူးလိုက်မှာပေါ့ဗျာဂျမ်ပါလေးကူးပြီးတော့ဒီမှာ neutral ထည့်မယ်ဒီမှာ line ထည့်မယ်ပေါ့ဒါဆိုရင်ပြီးပါပြီပေါ့အဲ့ဆိုရင်ကျွန်တော်ဒီ connection တွေလုံးဝနောက်ရပေါ့နော်ဒီမှာ line ဝင်မယ်ဒီမှာ neutral ဝင်မယ်ဒီက line ကနေပြီးဒီမှာ switch ဖြစ်ပြီးတော့ဒီကနေပြီးဒီဂျမ်ပါကူးပြီးတော့ဒီဘက်အလုပ်လုပ်မှာပေါ့ဗျာအဲ့တော့ကျွန်တော်တို့စာပြီးထည့်ကြည့်မှာပေါ့ကျိုးဒီမှာအခုချိန်ဆိုရင်ဒီမီးကလုတ်မဖွင့်သေးရင်လုံးမလုပ်ဘူးမီးကလုတ်ဖွင့်မှဒီကောင်လေးလုံးလုံးမှာပေါ့ဗျာတော့အဲ့တဘောမျိုးလေးပေါ့ဒါဆိုရင်ဒါ1 guy 2 switch ကိုဆင်နေနေပါဒါကတော့ဒီလို high quality cloud တွေမှာပေါ့နော်ဒီလိုမျိုးဟာပေါ့တော်တော် cloud 4ခုပဲပါမယ်ဆိုရင်အဲ့လိုမျိုးဖြစ်မှာပေါ့နော်ဒီလို6ခုမှာပါတယ်ဆိုရင်တော့ဘယ်လိုဆင်မလဲဆိုတော့ပြပေးပါမယ်
ဒီလို6ခုဆိုတော့လေသူကရိုးရှင်းပဲသူကဘာကောလဲဆိုတော့ဒီမှာ1 gain ပါမယ်ပေါ့နော်ဒီမှာ cloud တစ်ခုပါမယ်ဒီမှာတော့12ခုကျွန်တော်တစ်ခုစီထည့်ပေးထားတယ်ပေါ့ဗျာအဲ့လိုပဲအဲ့ကြတော့ခုနကကျွန်တော်ပြောသလိုပဲမီဂျိုတိုင်းရဲ့တုံးညင်နေဆိုရင်ဒီကောင်းနဲ့ဒီကောင်းတွေကိုဒီဘက်က line နဲ့ဒီဘက်ကဒီဘက်ပေါ့နော် line နဲ့ line နဲ့ finish ဆွဲခြင်းပေါ့အဲ့လိုမျိုးဒီကောင်းနဲ့ဒီကောင်းတွေကိုလှမ်းပြီးတော့ဝါချမ်းမြင်ကူပေါ့ဗျာဒါလိုလေးပေါ့ဒီကောင်းနဲ့ဒီကောင်းတွေကိုဒီလိုကူဒီကောင်းနဲ့ဒီကောင်းတွေကိုလည်းဒီလိုကူဒီဘက်ကတစားကူအဲ့ဆိုရင်ဒီဘက်မှာ line ထည့်ဒီဘက်မှာ neutral ထည့်ရင်ဒီ close နှစ်ခုကအမြဲတမ်း auto milling နေမယ်ဒီအပေါ် close တစ်ခုကြတော့ခုနဟိုဗာလေ neutral တစားကိုဒီက neutral တစားနဲ့ပြီးလုံးက neutral တစားနဲ့တိုက်ရိုက်ချိတ်ပေါ့ဗျာချိတ်ပြီးတော့ခုန line တစား EBC ကဝင်မယ် line တစားကိုဒီမှာထည့်မယ်ပြီးတော့ဒီ close ကဒီ close နဲ့တစ်ခုနဲ့ဟိုဘက်ကမီးနဲ့ကျွေးလိုက်မယ်ဆိုရင်ဒါဆိုရင်ဒီဘက်က close ဖွင့်ပိတ်လောက်တာနဲ့မီးဖွင့်ပိတ်လုပ်မယ်ပေါ့နော်ဒါမှမဟုတ်လဲဒီ close ဖွင့်တာနဲ့ဒီနှစ်ခုလုံးနေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဒီကနေပြီးတော့ဒီ common ဆိုတဲ့နေရာနေပြီးတော့ဒီကိုလှမ်းပြီးတော့ချိတ်ကမယ်ပေါ့ဗျာအဲ့ဒါကျွန်တော်ချိတ်ပြပေးပါမယ်ဒီလို cloud တွေမှာဆိုရင်တော့ကိုယ့်ဘာကိုယ်တို့ကွန်မိုင်းဆင်ရမယ်ပေါ့ဗျာနည်းနည်းလေးတော့ဒီဟာလေးတွေကျတော့နည်းနည်းလေးခေါင်းရှုပ်သွားမယ်ပေါ့ဟိုကောင်တွေကျတော့ဒီကောင်တွေကျတော့သူဆင်ရတာလွယ်တယ်ပေါ့ဗျာဒီကောင်တွေကျတော့နည်းနည်းလေးခေါင်းရှုပ်မယ်ပေါ့ဗျာအရင်တော့မခတ်ပါဘူးသူ့အခြေခံသဘောတရားတည်သွားရင်ရပါတယ်အဲတော့ကျွန်တော်တို့ EPC ကတစားကိုဒီမှာတိုက်ရိုက်လုပ်မှာပေါ့ဗျာဒါဆိုရင်ဒီတစားကဒီမှာလည်းမီးရောက်မယ်ဒီမှာလည်းမီးရောက်မယ်ပေါ့နော်ဒီ cloud နှစ်ခုကတလို့ပေါ့ပြီးတော့ဒီတစားကိုကျွန်တော်တို့ဒီကိုကျွေးမှာပေါ့ဗျာကိုအစင်ပြေတဲ့စီကျွေးချလိုက်ပေါ့ဗျာနှစ်ခုတည်းတစ်ခုကြိုက်တဲ့ကိုလှုပ်လို့ရတယ်ဒါဆိုရင်တော့ဒီမှာကဒါ neutral ပေါ့နော် neutral ကဒီမှာတိုက်ဒီကိုသွားပြီးဒါဆိုရင် line ကိုကျွန်တော်ဖြတ်မယ်ပေါ့နော်အဲ့တော့ဒီကဒါလည်းတစားကိုဒီမှာဝင်မယ်အဲ့လိုမျိုးလေးဝင်မှာပေါ့ဗျာရပါပြီဒါဆိုတော့ဒီလို net 6ခုပါတဲ့ဟာတွေဒီ1 gain 2 set ကိုနော် net 6ခုပါတာဆိုဘယ်လိုဆင်းရမလဲဆိုတော့ပြထားပေးတာဖြစ်ပါတယ်ပထမတော့ဒီမှာဒါ line ပေါ့နော်အဲ့ဒါ neutral ပေါ့ဒီကောင်လေးက neutral လို့သဘောထားမယ်ဒီကောင် neutral ကတော့ဒီမှာဝင်မယ်အဲ့ဒါကိုပဲဂျမ်ပါကူးပြီးတော့ဘက်ကလည်း neutral ပို့ပြီးမယ်ပေါ့ဗျာပြီးသွားရင်ဒီမှာ line ပေါ့ဒီ line နှစ်ခုကိုဖြတ်ဖို့အတွက်ကဒီက EPC ကလာတဲ့ line တစ် line ကိုဒီ cloud ကတစားမှာထည့်မယ်ပြီးတော့ဒီဘက်ကအထွက်တစားကိုကျတော့ဒီကနေကျိုးယူလာပြီးတော့ဒီမှာထည့်မယ်ပြီးတော့ဒီကနေဒီချန်ပီယံကူးပြီးဒီတောင်းမယ်ပေါ့ဗျာအဲ့ဒါဆိုရင်ဒီ cloud ဖွင့်တာနဲ့ဒီကောင်နှစ်ခုလုံးလုံးမယ်ပေါ့ဗျာဒီတော့စမ်းကြည့်မယ်ပေါ့နော်ဒီမှာပါ cloud ဖွင့်တာနဲ့ဒီနှစ်ခုလုံးလုံးပြီပေါ့ဗျာဒါပါပဲဒီ connection စင်ကုန်လေးကတလုံးမျိုးလေးပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုဆိုရင်ဒါလူကြီးမင်းတို့အနေနဲ့ဒီ1 gain 2 set ကိုနော်မိမိအိမ်မှာကိုစင်ထပ်သွားပါပြီနော်ဒါကျွန်တော်ဒီဗီဒီယိုလေးကိုတခြားကြည့်ပြီးတော့လူကြီးမင်းတို့စင်ပြိုးဆိုနောက်တစ်ခါပြန်ကြည့်ပြီးပေါ့နော်ကိုဘယ်လိုတွေစင်လဲဘယ်နေရာမှာဘယ်လိုဝင်လဲဆိုတာတခြားလေးကြည့်လိုက်ရင်ဒါလူကြီးမင်းတို့အနေနဲ့ဒီကောင်လေးစင်တာလုံးဝအဆင်ပြေတော့ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီကိုအိမ်မှာကိုပါကိုပဲစင်နေလို့ပဲဖြစ်ဖြစ်တကယ်လို့မီးစရာတွေခေါ်လို့အဆင်မပြေလို့မီးစရာတွေပိုင်းတော့ဝေးနေလို့ပေါ့နော်တို့ချိုးကြတဲ့နေတွေမှာဆိုမီးစရာတွေပိုင်းတော့ခေါ်ဖို့အဆင်ပြေတဲ့ခါရှိတယ်အဲ့လိုမျိုးခြေနေကြရင်ဒီဟာလေးကြည့်ပြီးတော့ဘယ်လိုမျိုးကိုယ့်အကိုအိမ်မှာအန်တီကင်းဆိုဆင်လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာဆက်လက်ဆောင်တွေ့ကြပါမယ်ခင်ဗျာ